အိုဘေးကခန္ဓာကိုယ်ရဲ့ရှိတယ်လို့ပြောအိုဘေးရှိတယ်ဆိုတာလည်းသိပြီမဟုတ်လားအိုဘေးကဘယ်သူပါလိမ့်မလို့လို့မေးရင်မနဲ့ဖြေကြပါတေဇောလို့ဖြေရလိမ့်မယ်အိုဘေးကဘယ်သူပါလိမ့်တေဇောလောင်လို့အိုကစမ်းကြည့်ပါခန္ဓာကိုယ်ထဲမှာနှွေးသလားပူသလားဆိုတာစမ်းကြည့်အခုမရှိဘူးလားရှိပါတယ်အဲ့ဒါအိုအောင်လုံးနေတဲ့တေဇောလို့မှအဲ့ဒါဒီခန္ဓာကိုယ်ကြီးထဲမှာဒီတေဇောရှိနေပါတယ်ဆိုတဲ့ကမအိုပါစေနဲ့လို့ဆူတောင်းလို့မပြည့်ပါဘူးပြည့်ပါမလားပြည့်ပါဘူးဒါကြောင့်ပြည့်ပါမလားပြည့်ပါဘူးလားဘူးတို့မပြည့်ပါဘူးဘာဖြစ်လို့မပြည့်တာပါလဲတေဇောကခန္ဓာကိုယ်လုံးအပြန့်နှံ့မရှိဘူးလားရှိနေတော့သူကအကုန်လောင်ပြီးတကယ်လားနေတော့တနေ့ဖြာသားရေခန်း6အရေးတွေတွန်းလိုက်သမင်းတွေဖြူအဲ့ဒါဒီအိုအောင်လုံးနေတဲ့တေဇောပဲဆိုသဖြင့်ဒကာဓမ္မတွေဒီအိုမှုကိုမအိုပါစေနဲ့လို့တောင်းတညာတော်လည်းရပါမယ်တေဇောမရှိရင်လည်းရပါသဘောကျတေဇောမရှိရင်တော့တေဇောရှိနေရင်တော့မရနိုင်ဘူးဆိုတော့နိဗ္ဗာန်မှာဒီပထဝီဘောတေဇောဆိုတာတွေမရှိဘူးဒါကြောင့်နိဗ္ဗာန်မှာတကယ်ပြောရဘူးလားဘုရားတကယ်တိုက်တော့အိုဘေးရှိပါမရှိပါဘူးဘာမရှိလို့အိုဘေးမရှိတာအဲ့တော့ရှင်းကလို့မှတ်မရပါနဲ့သွားကျိုးဆံဖြူငယ်မှုတွေပေါ်တာအိုတာပဲလို့အိုတာကအကျိုးအိုတာကိုသာသိတယ်တကယ်ပြောတော့ကအကြောင်းဘုရုကြောင့်ဆိုတာမသိတော့မကြောက်ပေဘူးအခုတော့ဘုရုကြောင့်အိုပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြဘူးဒါကြောင့်ဖြေရဏတေဇောဆိုတဲ့တေဇောဓာတ်၄ပါးတဲ့ပါနေတယ်နော်ဒီတေဇောတွေကလို့ဆိုရင်ဒကာဓမ္မတွေအိုအောင်လုပ်ပြီးဒီကလာနေတော့ဒကာဓမ္မတွေဒီကလို့ဆိုလို့ရှိရင်ဖြင့်တေဇောကအိုအောင်လုပ်ပြီးဒီကလာတေဇောကဂိုင်းအခုတော့ဖြင့်ရက်အောင်နဲ့လုပ်မယ်နောက်ကြတော့ကျွေအောင်လုပ်မယ်ဆိုပြန်တော့လေကျွေအောင်လုပ်မယ်ဆိုတာသေအောင်လုပ်မယ်လို့ပြောတာပဲမှန်ပါဗျာသေအောင်လုပ်မယ်လို့ပြောတော့ဒကာဓမ္မတွေတေဇောပတ်လို့ပဲမသေးရဘူးလားသေရပါဘူးလူတွေစမ်းကြည့်တဲ့အခါအေးသွားပြီမရတော့ဘူးဆိုတာတေဇောကတပ်လိုက်တယ်မှန်ပါဗျာဒါကြောင့်ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာအိုဘေးသေဘေးရှိပါရဲ့လားလို့မေးရင်ဘယ်နဲ့ဖြေကြရှိပါပါဗျာအိုဘေးကလည်းတေဇောပဲသေဘေးဟာတေဇောပါရှင်းကြရှင်းပါပါအဲ့ဒီတော့ဒကာဓမ္မတွေအခုအချိန်မှာတော့တေဇောကဘာလုပ်နေသတုံးလို့မေးဖို့မလိုဘူးလားလိုပါဘူးအိုအောင်လုပ်နေတယ်နောက်အချိန်ကျတော့ဘာလုပ်မှာတုံးလို့မေးရင်မနဲ့ဖြစ်ခွဲလို့ကိုရတယ်မရပါဘူးဩဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်တည်းသိမင်းပါတယ်မှန်ပါပါရှင်းကြလားရှင်းပါဒကာကျော်ခန္ဓာကိုယ်တည်းဘာပါလိမ့်သိမင်းပါအားလုံးဒကာဓမ္မတွေခန္ဓာကိုယ်တည်းမှာသိမင်းပါဒါဖြင့်ခင်ဗျားတို့လူဘဝနတ်ဘဝဗြဟ္မဘဝမြတ်ရကျင်တဲ့ပုဂ္ဂိုလ်ဒီသေမင်းနဲ့အတူတူနေရပါလို့ဤမရောက်ဘူးလားရောက်ပါဘူးအဓိပ္ပာယ်တွေရောက်ပါတယ်ဓမ္မတို့သေမင်းနဲ့အတူတူနေရပါလို့ရောက်ရဘဝသေမင်းတိုက်ရသေရပါလို့ဤသဘောကျအဲ့ဒါကြောင့်ဘယ်ဘဝမှဆုမတောင်းပါနဲ့ဒါလေးပါးတွေလွတ်ရကျွတ်ရကိုသာရောက်ရပါလို့ဤလို့ပြန်လိုက်စမ်းပါလို့ပြောရရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်လွတ်ရှင်ရောက်ရှင်ကြလို့သင်္မင်းလွတ်ရရောက်ရှင်ကြလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သည်တဲ့ဝိပဿနာအလုပ်ကိုလုပ်ပါလို့တိုက်တွန်းရသင်္မင်းလွတ်ရရောက်ရှင်ပါလို့ဝိပဿနာအလုပ်လုပ်ရမယ်ဆိုတာသဘောကျအခုမလုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဘုရားသခင်ကိုရမကြီးရဲ့အင်္ဂုတ္တပါဠိတော်မှာဟောပါတယ်ဖြည်းဖြည်းမှလုံးမလဲဆိုပြီးကြလားအချိန်ဆွဲတယ်လို့အချိန်ဆွဲပြီးနေတဲ့ပုဂ္ဂိုလ်များဟာအိုဘေးစောင့်နေတာမှန်ပါပါအခုမလုပ်ဖဲနဲ့အချိန်ဆွဲနေတဲ့ပုဂ္ဂိုလ်များဘယ်လိုဆုံးဖြတ်ချက်ချကြအိုဘေးစောင့်ကောင်းကြလားမစောင့်ကောင်းဘူးတိုင်းဖြည်းဖြည်းမှလုံးမယ်ဆိုတဲ့ဒကာဓမ္မတွေကြတော့ဘယ်အိဗယ်ရောက်အိုဘေးဆောင်ကောင်းပြီအိုဘေးကလည်းခင်ဗျားတို့
သူ့ဆောင်နေတော့သူကတော့ဖြင့်ရောက်မှာပဲသူ့ချိန်ကတော့မရောက်ပြီဘူးလားအခုလည်းရောက်သေးပဲနောင်တည်တဲ့အိုရဲစီရောက်အောင်မယ်ဆိုတာလည်းမသေးကြဘူးလားဒါဖြင့်နောက်အချိန်မှလောက်ပါတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းဘာဆောင်တာလဲနတ်ပြန်တစ်ပတ်မှလောက်ပါတော့မယ်ဆိုတာရောဒါကြောင့်တင်းနံဘက်ကသူတော်ကောင်းမလို့တော့မလို့ဖြစ်သေးတဲ့ပုဂ္ဂိုလ်များဟာတဲ့အနာဂတ်ဘေးဆောင်တာတပည့်ကြတင်းနံဘက်ကဥဘေးကိုရအခုမလို့တဲ့ပုဂ္ဂိုလ်ဘာဆောင်ပါလိမ့်အနာဂတ်မှာဘယ်နံပါတ်ဆောင်တာပါလိမ့်တင်းနံပါတ်အနာဂတ်ဘေးဆောင်ရှင်းကြလားဘာဆောင်နေတာပါလိမ့်နောက်ကြလာတဲ့ခါကြလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့အိုဘေးရင်ကြက်လာပြီဆိုမှဖြင့်နာဘေးဟာလဲတွေ့ရတော့မှာပဲအနာကရောက်တဲ့ဘေးဟာလေဒကာကျော်တော့မတွေ့ရဘူးဒါပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်များလဲနှစ်နံပါတ်နာဘေးစောင့်နေကြတာကိုသူတော်ကောင်းလို့အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘာစောင့်နေပါလိမ့်နှစ်နံပါတ်ဖြစ်တဲ့နာဘေးစောင့်နေတယ်ဆိုတဲ့အိဗယ်ပဲမရောက်ဘူးလားကောင်းပြီဒါဖြင့်တင်းနံပါတ်မလုပ်သေးတဲ့ပုဂ္ဂိုလ်ကအိုဘေးစောင့်တဲ့ပုဂ္ဂိုလ်မလုပ်သေးတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်နာဘေးကသူစောင့်နေတာပဲဒါဖြင့်သူဟာနိဗ္ဗာန်မျောနေတာလားအိုဘေးနာဘေးမျောနေတာဒါဖြင့်မျောကောင်းတဲ့အလုပ်လားမမျောကောင်းတဲ့အလုပ်လားဒါဖြင့်ခမည်းတော်ဗဇက်ကသာမမျောတာမလုပ်သေးရင်ဖြင့်အိုဘေးနဲ့နာဘေးမျောတာမလုပ်တဲ့ပုဂ္ဂိုလ်မလုပ်တဲ့ပုဂ္ဂိုလ်ဝိပဿနာလုပ်ကိုခရီးပေါ်ရအောင်မလုပ်တဲ့ပုဂ္ဂိုလ်ဒီတင်းနံပါတ်ဘာဆောင်လဲနှစ်နံပါတ်ဘာဆောင်လဲတဲ့တရားဓမ္မတွေဆိုရပါလားမလုပ်သေးတဲ့ပုဂ္ဂိုလ်တွေတဲ့တရားကျော်ရဦးလားဘူးတို့တရားတိုက်တို့တဲဆိုပါလားဒီဥစ္စာတွေတရားဓမ္မတွေစောင့်နေတဲ့ပုဂ္ဂိုလ်ဟာလုတ်ပြအောင်လို့စောင့်တာလားမလုတ်ပြအောင်လို့စောင့်တာဟာတရားကျော်ရုပ်ဆိုးပြီလေအားလုံးတရားဓမ္မတွေရုပ်ဆိုးတာပေါ်ကြအိုဘေးကြတာအိုဘေးဆောအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဥပဒနာလုံးအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာဆောင်ကြလဲနောက်ဘာဆောင်ညာတယ်လက်ခက်ပါလားတခါသိမှန်ပါပါတခါကျော်တော့ကမရင်းမိပါဘူးဖြည်းဖြည်းမှလုံးမယ်တချို့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဘူးသူဒီလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်စောင့်ပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ဟာမလုတ်တော့ဘူးဆိုတာနဲ့ကောဟိုဘေးနာဘေးနဲ့ပဲကျုပ်ဖြင့်ရင်ဆိုင်တိုးပါတော့မယ်ဆိုတာနဲ့ကောအမလေးသူတော်မိုင်များရှိသေးလားကြကြသတိထားပါကြကြသတိထားပြီးတော့နားထောင်ပါခမည်းတော်ဖြစ်ထွေကခင်ဗျားတို့ပါဇက်ကအချိန်ကလေးပြောင်းလိုက်နာရီကလေးပြောင်းလိုက်ရက်ကလေးပြောင်းလိုက်ဝါတော်ဝါပပြောင်းလိုက်နဲ့တရားဓမ္မတွေကပါဇက်နှုတ်ချိုသလောက်ခင်ဗျားတို့တွေကားလို့ဆိုရင်အိုဘေးနဲ့နာဘေးစောင့်တာသိကြတယ်မသိကြဘူးလားဒါနဲ့ကိုပြောရင်ပဲဒီပြောဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကျုပ်တော်ဖြင့်လုံးမယ်လို့တော့ရည်ရွယ်ထားပါရဲ့အိုဘေးနာဘေးသေဘေးလွတ်ရာကိုကျုပ်လုံးမယ်လို့ဖြင့်ဆရာဘုန်းကြီးကလည်းဟောလို့ဥပိ္ပနာဘေသေဘေကဥပဒနာလုံးလို့မဲ့ရတဲ့ပုဂ္ဂိုလ်မှာလွတ်ပါတယ်ဆိုတာကျုပ်ဝန်းနေနဲ့ထားပါပြီကျုပ်လည်းလုံးမလို့ရည်ရွယ်ချက်တော့ရှိပါရဲ့ဆိုတဲ့ပုဂ္ဂိုလ်ကလုံးပလားမလုံးသေးဘူးလားမလုံးသေးပါဆောင်ဥပိ္ပနာဘေစောင့်တယ်ဆိုတာမသေးကြဘူးလားဒီပုဂ္ဂိုလ်တဲ့ခင်ဗျားတို့ကသာဓုခေါ်ရမှာလားမလုံးတော့ဘူးပြောတာလားအဲ့ဒါကကျတော့နားမယောင်လိုက်ပါနဲ့သူ့တန်လေးတော့ဖြင့်အပန်းတော့မဆိုးဘူးဖျက်လို့များတဲပြီးကြတာမချင်းမွန်းလိုက်ပါနဲ့သူစောင့်နေတာကဘာပါလဲကဲဒါကသိလို့ပေါ်ပါလားပေါ်ပါပါဗျာဒါရင်ငုတ်တို့ပါဠိတော်မှာကိုရမကြီးကိုယ်တိုင်အနာဂတ်ဘေးစောင့်တာกว่าတယ်မင်းတို့ကလုံးမယ်ပြောတာများသွားယုံမနေနဲ့ဘေးစောင့်တာလုံးမယ်လို့ပြောတာမဟုတ်ဘူးတဲ့ဟာဒါကကျော်သိနာပါလားအားလုံးတရားဓမ္မတွေသဘောပါကြ။နဲ့ဖြင့်မှလုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ဘာဆော့။တနည်းဓမ္မရေးတော်ဒီမှာတရားနာတယ်ဆိုပြီးကလညလေယောဂဆွဲလို့ပျက်စီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်အားလုံးကကြားလိုက်ပါလိမ့်မယ်။ကြားပါပါ။ဒ
အဲ့ဒါတွေကလည်းဆိုလို့ရှိရင်ဒကာဓမ္မတွေမြန်မြန်လှုပ်လိုက်လို့ရှိရင်ဖြင့်ဒါမဲရပြီးမှတည်သွားသိကောင်းတာပဲအဲ့တော့ခင်ဗျားတို့လည်းအခုမလုပ်သေးလို့ရှိရင်ဖြင့်ညလေနာဆောင်ပြီးဒီကလာသေဘေးဆောင်တာလားလို့နာဘေးဆောင်တာလားလို့မေခွန်မမေးလိုက်ဘူးမေးတယ်ဒါကြောင့်ဒီကမကြီးကတက်တယ်သာကခန္ဓာကိုယ်ကိုလဲပြီးပြလိုက်တဲ့ဖြင့်လဲတို့အချိန်ဆွဲတာဒီအိုဘေးနဲ့နာဘေးဆောင်တာပါလားပေါ်လာကြပေါ်လာပါဘူးအဲအချိန်များဆွဲကြံသေးလားဆွဲပါဘူးတဲ့နံပါတ်ကအိုဘေးဆောင်တာလေနော်နှစ်နံပါတ်ကနာဘေးဆောင်တာသုံးနံပါတ်ပြောပါဦးမယ်အနာဂတ်ဘေးကငါးဘေးတောင်ရှိလို့ဒကာရမတွေသုံးနံပါတ်ကဒကာရမတွေမှာတဲ့ငတ်မော့ခေါင်းပါတဲ့ဘေးဆိုတာတွေလည်းမကြုံဘူးလို့ဆိုနိုင်ပါမဆိုနိုင်ပါဘူးဒကာရမတို့အကုန်ရေလွှမ်းမိုးသွားရင်လည်းရှိတာတွေပြောင်းမှာပဲငတ်မော့ခေါင်းပါတဲ့ဆိုတာမကြုံရပဲဘူးအားလုံးမိလောင်သွားပြန်ရင်ရောအားလုံးပဲတွေဆိုတာတွေပိုးကျသွားပြန်ရောအဲ့ဒီဘေးတွေကလည်းဒကာရမတွေတဲ့လာလတန့်တွေကမရှိပေဘူးလားဒါဖြင့်ဒကာဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်လဲငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတာအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာဆောင်နေပါလိမ့်ငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတယ်ဆိုတာသိကြပါလားရှင်းပါရှင်းပါနောက်ကြလာလို့ရှိရင်တဲ့ဘေးက၅ဘေးရှိတယ်၃ဘေးပြီးသွားပြီ၄နံပါတ်ကဒကာဓမ္မတွေတန်ဃာတွေများသင်ကွဲသွားမယ်ဆိုတော့လူတွေလည်းမကွဲပဲဘူးသဘောကျလားအဲ့တော့ဘုတဲ့ဒကာဓမ္မတွေသံဃာသင်္ကြတဲ့ဘေးကိုလည်းစောင့်နေတဲ့အဓိပ္ပာယ်မရောက်ပြီသဘောကျလားကောင်းပြီဘေးပဲဘေးရှိသွားပြီလေးဘေးရှိသွားပြီဆိုတဲ့ဥစ္စာသဘောကျသွားပါလားကောင်းပြီဒကာဓမ္မတို့တော်ရင်းကတော်သဘုံတွေကဒကာဓမ္မတွေကိုအကုန်ရွာရောမြို့ရောမိရှုပြစ်တဲ့ဘေးဟာလဲလာကြံလာမှာပဲသဘောကျတချို့နေရာတွေရောက်နေပြီမဟုတ်လားရောက်ပါဘူးအဲ့ဒီဘေးတွေကိုစောင့်နေတာနဲ့မတူဘူးလားအခုသူတော်ကောင်းအလုံးမလုပ်တဲ့ပုဂ္ဂိုလ်ဟာလေဝါဝိပဿနာအလုံးမဲဆိုင်ဖို့ဆိုင်မလုပ်တဲ့ပုဂ္ဂိုလ်ဟာကောသဘုံဘေးစောင့်နေတာနဲ့ကောဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဘေးပင်ဘေးရှိတော့ဟိုဘေးနာဘေးတန်ခါတင်ကြွယ်တဲ့ဘေးမရှိပေဘူးလားငါမောခေါင်းပါတဲ့ဘေးသဘုံလွှမ်းမိုးတဲ့ဘေးမရှိပေဘူးအဲ့ဒီတော့ဒီဘေးတွေကလာလတန့်ဘေးဖြစ်လေသောကြောင့်ဒကာဓမ္မတွေအခုလုပ်တဲ့ပုဂ္ဂိုလ်ဟာဘေးစောင့်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အခုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဘေးငါဘေးစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ဘုရားကသေချာဟောလိုက်ဒါပြန်အနာဂတ်ဘေးဘယ်ဘေးရှိပါလိမ့်ရှင်းမလားရှင်းပါပြီတချို့တဲပါတယ်မြို့ရတယ်မှာမြို့တွေမှာပဲကိုမျိုးကိုရမနေရကိုရင်းနဲ့မနေရဒကာကျွယ်တို့ကြားလိုက်ရမှာပေါ့အဲ့ဒါတွေကသဘုံဘေးစောင့်နေတဲ့အိဗယ်ကောမရောက်ဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘေးပင်ဘေးစောင့်နေတာတော့ငါဘေးစောင့်နေတာတကယ်ကျွလွတ်ဖြစ်ပါအောင်ရှင်းမလားမလွတ်ဖြစ်တော့ဝိပဿနာဉာဏ်မပါဘူးမဲ့ဉာဏ်ကမရဘူးအဲ့တော့သေလိုက်ဒီတိုင်းဥပဒနာဉာဏ်မဉာဏ်မရဘဲနဲ့သေလိုက်တော့ဒါနသီလကလည်းထိရိရောက်မကယ်နိုင်တော့အပယ်လေးပါးရောက်လိုက်တယ်နောက်ပြန်တက်ဖို့လွယ်သေးရဲ့ဩဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဘေးဖြင့်မစောင့်ပါနဲ့ယနေ့လုပ်ပါရေးဆိုတာတိုက်တွန်းရတယ်မတိုက်တွန်းနိုင်ဘူးလားဘေးပဲဘေးပါလေအိုဘေးနာဘေးငါမောက်ခေါင်းပါတဲ့ဘေးသင်္ကာသင်္ကွယ်တဲ့ဘေးဟုတ်လားသဘုံကြီးဒါတွေကမရှိပဲဘူးဒါပဲကောင်းဆိုရှိတာပဲတဲ့ကိုင်းဒါဖြင့်အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘေးပဲဘေးစောင့်တယ်စောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားဒါဖြင့်မလုပ်တော့စောင့်နေရမရောက်ဘူးဟာတကယ်ကျွဲဒါလူမိုက်ပေါ့ဗျာအားလုံးဆိုရိုက်ကြဗလားစဉ်းစားစမ်းပါဒကာဓမ္မတို့ဒီဘင်္ဂါဘေးစောင့်နေတဲ့ပုဂ္ဂိုလ်ဟာအနေလဲဆိုးချင်လို့အသေးကိုဒါပြန်အနေဆိုးအသေးဆိုးကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပေါ့အနေဆိုးအသေးဆိုးကိုမကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပဲလို့ကိုတခါတည်းအလုံးလုံးတော့မယ်ဆိုတော့အချိန်လေးများရွှေ့မဲ့ကြံ
ရက်ကလေးများရွှေ့မြကြံလာလေးများရွှေ့မြကြံလို့ရှိရင်ဖြင့်မင်းတယ်မိုက်ပါလားမင်းအိုဘေးဆောင်နေတယ်အိုဘေးနဲ့တွေ့တော့မင်းလုံနိုင်သေးရလားလို့မေးလုံနိုင်သေးရလားနာဘေးနဲ့တွေ့တော့မင်းလုံနိုင်သေးရလားမေးစမ်းငတ်မော့ခေါင်းပါတဲ့ဘေးနဲ့တွေ့ပြန်တော့တန်ခါသင်းကွာတဲ့ဘေးနဲ့တွေ့ပြန်တော့သဘုံလေးထားလို့မြို့စီးသွားတဲ့အချိန်နဲ့ကျုံမြန်တော့ဒါဖြင့်ကိုဆုံးမတဲ့ဘေးငါပဲလို့ဘုရားကဟောတော်မူတယ်သဘောကျလားဒါရင်ဒါဖြင့်ဒကာဓမ္မတို့မစောင့်ပါနဲ့တော့ယခုအချိန်ကစပြီးလောက်ပါတော့ဆိုတာကိုသတိပေးရခဲဒကာကျော်ပေးလိုက်မပေးလိုက်အကယ်မလောက်တဲ့ပုဂ္ဂိုလ်ဘာစောင့်လာတဲ့ရှင်းကြပါလားမလောက်တဲ့ပုဂ္ဂိုလ်အခုစောင့်လို့တောင်တချို့ဒကာဓမ္မတွေအိုဘေးရောက်လို့ဟောတာပဲသူနားမလဲဘူးနားကမကြားဘူးအိုဘေးသိနေလို့ဗျာဒီလိုပုဂ္ဂိုလ်ကြတော့ဒကာတိုက်တို့ဒကာကျော်တို့ဘယ်နှလုံးမလို့သူစောင့်နေဘေးနဲ့သူကြုံသွားပြီသူအချိန်ကောင်းရွယ်ကောင်းတုန်းကမလုတ်ခဲ့ဘူးဗျအမှန်မနဲ့နာဘူးလားအဲ့ဒါစောင့်လို့တွေ့တာနော်ကဲဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီဘေးငါဘေးကစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားမဆောင်ကောင်းတဲ့ပဲစောင့်နေတဲ့အဓိပ္ပာယ်ရအောင်ဖြင့်အချိန်လည်းမရွှေ့ပါနဲ့နာရီလည်းမရွှေ့ပါနဲ့လာရောနှစ်ရောမရွှေ့ဘဲနဲ့မြန်ဖြစ်ပြဝိပဿနာလုပ်ကိုလုပ်ပါလို့ဘုရားကတိုက်တွန်းပေါ်ပါလားပေါ်ပါ